အားလုံးပဲမင်္ဂလာပါခင်ဗျာနိုဘယ်ငြိမ်းချမ်းရေးဆုရှင်ရဲ့အသက်အန္တရာယ်ကဘလောက်အရေးကြီးလဲဆိုတဲ့အကြောင်းကိုဆွေးနွေးကြည့်ချင်ပါတယ်လူသက်မှုဆိုတာနိုင်ငံတိုင်းလူအဖွဲ့အစည်းတိုင်းလက်မခံကြတဲ့ရာဇဝတ်မှုတစ်ခုပဲဖြစ်ပါတယ်တာမန်လူသက်မှုတွေထက်ပိုဆိုးတာကနိုင်ငံတစ်နိုင်ငံမှာလူထုကတန်မိုးထားကြတဲ့လူပုဂ္ဂိုလ်တွေကဘာကြီးကတန်မိုးထားကြတဲ့လူပုဂ္ဂိုလ်တွေရဲ့အသက်ကိုဆုံးရှုံးစေမယ်ဆိုရင်တက်ရောက်လာမယ့်ဆိုးကျိုးတွေကအင်မတန်ကြီးမားပါတယ်အခုပြောပြခြင်းတဲ့အကြောင်းအရာကကမ္ဘာနိုင်ငံတွေကတန်မိုးထားကြတဲ့နိုဘယ်ငြိမ်းချမ်းရေးဆုရှင်တွေကိုအသက်ဆုံးရှုံးစေတဲ့အခါဘလို့ဆိုးကျိုးတွေဖြစ်လာနိုင်လဲမတမာသူတွေရဲ့ယုံမှမှုကြောင့်နိုဘယ်ဆုရှင်တွေအသက်ဆုံးရှုံးရတာတွေအမှန်တကယ်လည်းရှိခဲ့ပြီးဒီအခါမှာကဘာကြီးကဘလို့တုံ့ပြန်ခဲ့လဲဆိုတာတွေကိုမျှဝေပေးနေတာပါဒါတွေမပြောခင်ပထမဆုံးနိုဘယ်ဆုဘယ်ကစခဲ့လဲဆိုတာကိုအရင်စလိုက်ကြရအောင်ဒိုင်းနမိုက်တီထွင်ခဲ့တဲ့ဆွီဒင်လူမျိုးအင်ဂျင်နီယာအယ်ဖရက်နိုဘယ်ရဲ့တည်တန်းစာအရ1900ခုနှစ်မှာနိုဘယ်ဆုကိုစတင်ပေးအပ်ခဲ့တာဖြစ်ပါတယ်အယ်ဖရက်နိုဘယ်ဟာသူ့ရဲ့ဒိုင်းနမိုက်ဖန်တီးမှုကြောင့်စစ်ပွဲတွေမှာလူသေဆုံးမှုများခဲ့တာတွေကိုနောင်နာရပြီးလူသားမျိုးနွယ်အတွက်အကျိုးအရှိဆုံးဆောင်ရွက်သူတွေကိုဂုဏ်ပြုဖို့ဒီဆုကိုတည်ထောင်ခဲ့တာဖြစ်ပါတယ်နိုဘယ်ဆုအတွက်လူပုဂ္ဂိုလ်9ယောက်ပါဝင်တဲ့နော်ဝေနိုဘယ်ကော်မတီကရွေးချယ်တာဖြစ်ပြီးနိုင်ငံတကာချစ်ကြည်ရေးအတွက်အားထုတ်သူတွေစစ်တပ်တွေကိုဖျက်သိမ်းခြင်းသို့မဟုတ်ရှော့ချခြင်းကြိုးပမ်းဆောင်ရွက်သူတွေငြိမ်းချမ်းရေးညီလာခံတွေဖော်ဆောင်သူတွေနဲ့လူ့အခွင့်အရေးနဲ့ဒီမိုကရေစီအတွက်ငြိမ်းချမ်းစွာတိုက်ပွဲဝင်သူတွေကိုနိုဘယ်ငြိမ်းချမ်းရေးဆုတွေရွေးချယ်လေးရှိပါတယ်။နိုဘယ်ဆုရှင်တယောက်ကိုဘာတွေချီးမြှင့်လဲဆိုတော့နိုဘယ်ရွှေတံဆိပ်ဆုတစ်ခုဂုဏ်ပြုမှတ်တမ်းလွှာနဲ့အမေရိကန်ဒေါ်လာ1 မီလီယံဝန်းကျင်ဆုငွေချီးမြှင့်တာဖြစ်ပါတယ်။နိုဘယ်ဆုမျိုးစားတွေထဲမှာယူပဗေဒဆုဓာတုဗေဒဆုစာပေဆုဆေးပညာစီးပွားရေးဆုတွေလည်းရှိပါသေးတယ်။အဲ့ဒီဆုတွေကိုဆွီဒင်နိုင်ငံမှာပေးအပ်ပေမဲ့နိုဘယ်ငြိမ်းချမ်းရေးဆုကိုတော့နော်ဝေနိုင်ငံအော်စလိုမြို့မှာပေးအပ်တာကထူးခြားချက်ဖြစ်ပါတယ်။အခုပြောပြချင်တာကလည်းနိုဘယ်ငြိမ်းချမ်းရေးဆုရှင်တွေအကြောင်းပါပဲနိုဘယ်ငြိမ်းချမ်းရေးဆုရှင်တွေကထင်ရှားတဲ့သူတွေကတော့မာတင်လူသာကင်းဂျူနီယာနယ်ဆင်မန်ဒဲလာတို့အပြင်မြန်မာနိုင်ငံကလူထုခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်လည်းပါဝင်ပါတယ်ဒေါအောင်ဆန်းစုကြည်ဟာဒီမိုကရေစီနဲ့လူ့အခွင့်အရေးအတွက်အကြမ်းမဖက်ပဲကြိုးပမ်းမှုကြောင့်1991ခုနှစ်မှာနိုဘယ်ငြိမ်းချမ်းရေးဆုချီးမြှင့်ခံခဲ့ရပါတယ်။ဆုကြေညာတဲ့အချိန်မှာစစ်အာဏာရှင်တွေရဲ့ဖမ်းဆီးခြင်းကိုခံထားရပြီးနေအိမ်အကျယ်ချုပ်ကြခံနေရတာကြောင့်ဆုကိုတက်ရောက်ရယူနိုင်ခဲ့ခြင်းမရှိဘဲသူမရဲ့သားအကြီးဖြစ်သူအလက်ဇန်ဒါအဲရစ်ကဆုတက်ယူပေးခဲ့ရတာဖြစ်ပါတယ်။ဒေါအောင်ဆန်းစုကြည်ကတော့ဆုရပြီး22နှစ်အကြာ2012ခုနှစ်ကျမှနော်ဝေနိုင်ငံကိုတွားရောက်ပြီးနိုဘယ်ဆုအတွက်ကျေးဇူးတင်စကားပြောကြားနိုင်ခဲ့တာပါ။နိုဘယ်ကော်မတီကတော့ဒေါအောင်ဆန်းစုကြည်ကိုအာဏာမဲသူတို့ရဲ့အင်အားအဖြစ်တင်စားသတ်မှတ်ကြပါတယ်။အာဏာမဲသူတို့ရဲ့အင်အားလို့တင်စားခံခဲ့ရတဲ့ဒေါအောင်ဆန်းစုကြည်ဟာလက်ရှိအချိန်မှာလည်းအာဏာသိမ်းစစ်တပ်ရဲ့ဖမ်းဆီးခြင်းကိုခံထားရတာဖြစ်ပါတယ်။အဖမ်းခံထားရတဲ့အပြင်ဘယ်နေရာမှာဖမ်းထားလဲဆိုတာကိုမသိရသလိုဘယ်သူနဲ့မှအဆက်အသွယ်မရဘဲဖြစ်နေတာကြောင့်သူမရဲ့သားငယ်ဖြစ်သူကင်အဲရစ်အပါအဝင်အများကသူမရဲ့အသက်အန္တရာယ်ကိုစိုးရိမ်ကြောင်းထုတ်ပြောလာကြပါတယ်။ဒါကြောင့်ဒီဗီဒီယိုလေးမှာနိုဘယ်ဆုရှင်တွေရဲ့အသက်အန္တရာယ်ကဘလောက်ထိကမ္ဘာကြီးကိုတုန်လှုပ်စေနိုင်လဲဆိုတာကိုပြောပြပေးသွားမှာပါ။ဟိုရင်ကတည်းကနိုဘယ်ငြိမ်းချမ်းရေးဆုရှင်တွေကိုအသက်ဆုံးရှုံးစေတာတွေဖြစ်ခဲ့ပူပါတယ်။ကမ္ဘာကတန်ဖိုးထားရသူတွေကိုဆုံးရှုံးတဲ့အခါဘာတွေဖြစ်လာနိုင်ပါသလဲ။ပထမဆုံးပြောချင်တာကတော့မာတင်လူသာကင်းဂျူနီယာအကြောင်းပါ။မာတင်လူသာကင်းဂျူနီယာဟာအမေရိကန်နိုင်ငံရဲ့လူမျိုးရေးခွဲခြားမှုစန့်ကျင်ရေးနဲ့လူ့အခွင့်အရေးလှုပ်ရှားမှုတွေမှာထင်ရှားတဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး1968ခုနှစ်မှာလုပ်ကြံခံခဲ့ရပါတယ်။အမေရိကန်နိုင်ငံတင်နက်စီပြည်နယ်မန်ဖစ်မြို့ကမော်တယ်တစ်ခုရဲ့ဝရဏမှာမတက်ထွက်ရက်နေတုန်းလမ်းတစ်ဖက်ကနေစနိုက်ပါနဲ့ချောင်းမြောင်းပစ်ခတ်လုပ်ကြံခံခဲ့ရတာဖြစ်ပါတယ်။လုပ်ကြံသူဟာထောင်ပြေးတစ်ယောက်ဖြစ်တဲ့ဂျိမ်းအာရီဆိုသူဖြစ်ပြီးလုပ်ကြံမှုပြီးတဲ့နောက်နိုင်ငံပေါင်းစုံကိုထွက်ပြေးခဲ့ပေမဲ့2လအကြာလန်ဒန်မြို့ကဟီသရိုးလေဆိပ်မှာဖမ်းမိခဲ့တာပါဂျိမ်းအာရီကလူသတ်မှုအတွက်ဝန်ခံခဲ့တဲ့အတွက်တေတံကနေကင်းလွတ်ခဲ့ပေမဲ့ထောင်ဒဏ်69နှစ်ချမှတ်ခံခဲ့ရပြီးအသက်80အရွယ်မှာအကျဉ်းထောင်ထဲမှာပဲတည်ဆုံသွားခဲ့ပါတယ်မာတင်လူသာကင်းလုပ်ကြံခံရတဲ့တဲ့တင်ဟာကမ္ဘာကြီးတစ်ခုလုံးကိုတုန်လှုပ်သွားစေခဲ့ပြီးအမေရိကန်နိုင်ငံကမြို့ပေါင်း100ကျော်မှာလူမျိုးရေးဆိုင်ရာအဓိကရုဏ်းတွေနဲ့ဆန္ဒပြပွဲတွေပြင်းပြင်းထန်ထန်ပေါ်ပေါက်လာခဲ့ပါတယ်သူကွယ်လွန်ပြီးရက်ပိုင်းအကြာမှာပဲလူမျိုးရေးခွဲခြားမှုကိုတားမြစ်ထားတဲ့ Fair Housing Act 1968 ဥပဒေကိုအမေရိကန်အစိုးရကအတည်ပြုပေးခဲ့ရပါတယ်။နိုင်ငံတကာခေါင်းဆောင်တွေကဒီလှုပ်ကြံမှုကိုရှုံချခဲ့ကြပြီးမာတင်လူသာကင်းရဲ့အကြမ်းမဖက်တိုက်ပွဲဝင်မှုဟာပုံမူခိုင်မာလာခဲ့ပါတယ်။နောက်ထပ်လှုပ်ကြံခံရတဲ့နိုဘယ်ငြိမ်းချမ်းရေးဆုရှင်တယောက်ကတော့အီဂျစ်သမ္မတအန်နဝါဆဒတ်ဖြစ်ပါတယ်။သူလှုပ်ကြံခံရမှုဟာ1982ခုနှစ်မှာဖြစ်ပွားခဲ့ပြီးကမ္ဘာငြိမ်းချမ်းရေးသမိုင်းမှာအလွန်အရေးပါတဲ့ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်။သူဟာအစ္စရေးနိုင်ငံနဲ့နှစ်ပေါင်းများစွာဖြစ်ပွားခဲ့တဲ့စစ်ပွဲကိုအဆုံးသတ်ပြီးငြိမ်းချမ်းရေးစာချုပ်ချုပ်
ထုတ်ဆိုနိုင်ခဲ့တာကြောင့်1988ခုနှစ်မှာနိုဘယ်ငြိမ်းချမ်းရေးဆုကိုရရှိခဲ့သူဖြစ်ပါတယ်။အန်နဝါဆရက်ကအာရပ်ကမ္ဘာမှာပထမဆုံးအနေနဲ့အစ္စရေးနိုင်ငံကိုအတိအမှတ်ပြုပြီးငြိမ်းချမ်းရေးယူခဲ့တာကြောင့်အစွန်းရောက်အစ္စလာမစ်အုပ်စုတွေရဲ့ရန်ညှိုးထားခြင်းကိုခံခဲ့ရပြီးအီဂျစ်အစ္စရေးအထိမ်းအမှတ်စစ်ရေးပြအခမ်းအနားတစ်ခုမှာလှုပ်ကြံခံခဲ့ရတာပါ။စစ်ရေးပြကားတန်းထဲကစစ်ကားတစ်စီးကရုတ်တရက်ရပ်တန့်သွားပြီးအထဲမှာပုံနေတဲ့လှုပ်ကြံသူစစ်သား၄ယောက်ထွက်ပေါ်လာကစင်မြင့်ပေါ်မှာထိုင်နေတဲ့တမရအန်နဝါဆဒက်စီကိုလက်ပစ်ဘုံတွေနဲ့ပစ်ပြီးအနက်တွေနဲ့ပစ်ခတ်ခဲ့ကြတာဖြစ်ပါတယ်။အန်နဝါဆဒက်ဟာကြီးစံထိမှန်ပြီးဆေးရုံအရောက်မှာကွယ်လွန်သွားခဲ့သလိုအခမ်းအနားတက်ရောက်လာတဲ့တန်တမန်တချို့လည်းသေဆုံးသွားခဲ့ပါတယ်။ဒီလှုပ်ကြံမှုကိုဦးဆောင်သူဟာစစ်တပ်အရာရှိတစ်ယောက်ဖြစ်တဲ့ခါလက်အယ်အစ္စလမ်ဘူလီဖြစ်ပြီးသူကအီဂျစ်အစ္စလာမစ်ဂျီဟတ်အဖွဲ့ဝင်ဖြစ်ပါတယ်။လူတက်မှုကျူးလွန်တဲ့9ယောက်ကိုတေတံပေးခဲ့ပြီးနောက်ွယ်ကဆက်ဆက်နေတဲ့အယောက်20ကျော်ကိုလည်းထောင်ဒဏ်အသီးသီးချမှတ်ခဲ့ပါတယ်။အကျိုးဆက်အနေနဲ့လှုပ်ကြံသူတွေရဲ့ရည်ရွယ်ချက်ကအစ္စရေးနဲ့ငြိမ်းချမ်းရေးစာချုပ်ကိုဖျက်ဆီးဖို့ဖြစ်ပေမဲ့စစ်တပ်နောက်ပိုင်းတက်လာတဲ့တမရဟော့စနီမူဘာရက်ကငြိမ်းချမ်းရေးစာချုပ်ကိုဆက်လက်ထိန်းသိမ်းခဲ့ပါတယ်။ဒါဆိုနိုဘယ်ငြိမ်းချမ်းရေးဆုရှင်တွေအတွက်ကာကွယ်ပေးနိုင်တဲ့ဥပဒေမျိုး international law တွေမရှိဘူးလားလို့မေးစရာရှိပါတယ်။နိုဘယ်ဆုရှင်ဆိုတဲ့အမည်နာမတစ်ခုအတွက်တရားဝင်တည်တံ့ပြဋ္ဌာန်းပေးထားတဲ့ဥပဒေမျိုးမရှိပေမဲ့ UN ရဲ့ Declaration on Human Rights 1998အရနိုဘယ်ငြိမ်းချမ်းရေးဆုရှင်တွေကိုကာကွယ်ပေးဖို့နိုင်ငံတကာမှာတာဝန်ရှိပါတယ်။ဒါ့အပြင်နိုဘယ်ငြိမ်းချမ်းရေးဆုရှင်တွေကိုထိပါတာကဆုပေးအပ်ထားတဲ့နော်ဝေနိုဘယ်ကော်မတီနဲ့နော်ဝေအစိုးရရဲ့ဂုဏ်သိက္ခာကိုစိန်ခေါ်ရလဲရောက်ပါတယ်။လက်ရှိမြန်မာနိုင်ငံမှာလည်းကမ္ဘာအတိမတ်ပြုငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဒေါအောင်ဆန်းစုကြည်ဟာအာဏာသိမ်းစစ်တပ်ရဲ့ဖမ်းဆီးခြင်းခံထားရပြီးလူမြင်ကွင်းကနေပျောက်ကွယ်နေတာချိန်ကာလအတော်ကြာမြင့်လာခဲ့ပါပြီ။အသက်80ရှိပြီဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်ရဲ့အသက်အန္တရာယ်ကိုစိုးရိမ်ကြောင်းနိုင်ငံတကာအဖွဲ့အစည်းတွေကပြောဆိုလာချိန်မှာအာဏာသိမ်းစစ်ကော်မရှင်ကသူမအသက်ရှင်နေသေးကြောင်းစာထုတ်ပြန်လာပေမဲ့အခုချိန်ထိတက်တည်တစုံတရာပြတာမျိုးမရှိသေးပါဘူး။ဒေါအောင်ဆန်းစုကြည်ကိုစိုးရိမ်ကြောင်းနိုင်ငံတကာအဖွဲ့အစည်းတွေကလည်းထုတ်ပေါ်ပြောဆိုထားပါတယ်။ UN ရဲ့အထွေထွေအတွင်းရေးမှူးချုပ်နဲ့လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးကဒေါအောင်ဆန်းစုကြည်ကိုအမြန်ဆုံးပြန်လွှတ်ပေးဖို့အတွက်နောက်ပြီးသူမရဲ့ကျန်းမာရေးအတွက်စစ်ကော်မရှင်မှာတာဝန်ရှိကြောင်းအကြိမ်ကြိမ်သတိပေးထားပါတယ်။အာဆီယံရဲ့ဘုံသဘောတူညီချက်9ရပ်မှာလည်းဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်ရေးဟာအဓိကအချက်ဖြစ်ပြီးအမေရိကန်နဲ့ဥရောပသမဂ္ဂတို့ကဒေါအောင်ဆန်းစုကြည်ရဲ့အသက်အန္တရာယ်ကိုထိပါလာရင်အခုထက်ပိုမိုပြင်းထန်တဲ့အလုံးစုံစီးပွားရေးပိတ်ဆို့မှုတွေလှုံ့ဆော်မယ်လို့တွေ့ဝိုက်တဲ့နည်းနဲ့သတိပေးထားပါတယ်။အကယ်၍နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဒေါအောင်ဆန်းစုကြည်သာအာဏာသိမ်းစစ်တပ်လက်ထဲမှာတခုခုဖြစ်သွားခဲ့ရင်စစ်တပ်ခေါင်းဆောင်တွေအနေနဲ့နောက်တစ်ချိန်နိုင်ငံရေးအရာအပြေရှာဖို့လုံးဝအခွင့်အရေးမရှိတော့ဘဲမြမသမိုင်းမှာသာမကကမ္ဘာသမိုင်းမှာပါငြိမ်းချမ်းရေးရဲ့သင်္ကေတကိုဖျက်ဆီးသူတွေအဖြစ်ဖျက်လို့မရတဲ့အမဲဆက်ကြီးစွန့်ထင်ခဲ့မှာဖြစ်ပါတယ်။ခြုံပြောရရင်တော့နိုင်ငံတကာကဒေါအောင်ဆန်းစုကြည်ကိုကမ္ဘာငြိမ်းချမ်းရေးရဲ့ပြရုပ်အဖြစ်သတ်မှတ်ထားဆဲဖြစ်တာကြောင့်သူမကိုထိခိုက်စေခြင်းဟာစစ်အာဏာရှင်တွေအတွက်ကမ္ဘာကြီးနဲ့လုံးဝအဆက်အသွယ်ပြတ်သွားပြီးပြင်းထန်တဲ့တရားစီရင်မှုတွေနဲ့ရင်ဆိုင်ရစေမယ်အမှားဆုံးခြေလှမ်းပဲဖြစ်ပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးမိတ်ဆွေတို့လည်းမိမိရဲ့ထင်မြင်ယူဆချက်တွေကိုဗီဒီယိုအောက်မှာကွန်မန့်ရေးသားနိုင်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။